तू ကအဓိကတော့ဘယ်ဒီကို तू ကပြတယ်နော်ဘယ်ဒီမာဆယ်ကောင်းမှုပဲလောက်တာဒါပေမဲ့ပေါင်မာဆယ်တွေဒီလက်မောင်းမာဆယ်တွေကြွက်သားတွေတော့ကောင်းတယ်နော်အဲ့ဒါလေးပြโอเคโอเคဒါကတော့တစ်ခါလုပ်ရင်အနည်းဆုံးအစိတ်30လောက်လုပ်တင်တယ်เนาะနောက်ပြီးတော့တဖြည်းဖြည်းလုပ်နိုင်ရင်ပို့ပြီးတော့တိုးပြီးတော့လုပ်သွားတင်တယ်ကျွန်တော်ကတော့တစ်ခါလုပ်ရင်အနည်းဆုံးအစိတ်နဲ့30လောက်လုပ်ဖြစ်တယ်เนาะဒါတနေ့ကိုဒီလေ့ကျင့်ခန်းကเนาะတစ်နေ့တစ်ချိန်ကတော့ပုံမှန်လုပ်တင်တယ်ပေါ့เนาะ